အားလုံးပဲမင်္ဂလာပါအမားတို့ဒီနေ့အခန်း3ရဲ့လေ့ကျင့်ခန်းလေးကိုဆက်ပြီးတော့မှကြည့်ပါမယ်နံပါတ်5ရောက်သွားပြီပေါ့နော်နံပါတ်5ရဲ့အောက်မှာမြားလေးထိုးထားပေးတယ်ဒီမြားလေးကဒီအောက်ကပုံလေးကိုကြည့်ပြီးတော့မှဖြည့်ရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီပထမအဆုံးပုံကတော့ထုံးစံအတိုင်း ray ပေါ့နော်ဥပမာပုံလေးပါဆိုရင်ပုံကိုအကျန်းလေးကြည့်ကြည့်မယ်ဆိုရင်ခေါင်းရဲ့အပေါ်လေးမှာကနာမည်လေးပေးထားတယ်အလယ်မှာကကြတော့နိုင်ငံလေးပေးထားတယ်အောက်မှာတော့အလုပ်အကင်လေးတွေပေါ့နော်ဒါအကျန်းပြင်းကတော့ဒါလေးပေးထားတယ်ဆိုတော့ဒီပုံကိုကြည့်ပြီးတော့မှဘယ်လိုဖြည့်ခိုင်းစေခြင်းလဲဆိုတာ ray ပေးထားတယ်ဥပမာလေးကိုကြည့်ပြီးတစ်ချက်လောက်ကြည့်ကြည့်မယ်နော်အဲ့တော့မီရာဆန်နော့ဆိုတာကဘာလဲလဲဤရဲ့ဆိုတော့မီရာဆန်နော့ဆိုတော့မီရာဆန်ရဲ့အိုခုနီဝခုနီဆိုတာဘာလဲလဲတိုင်းပြည်ဝဆိုတာကတီကဆိုတော့မီရာဆန်ရဲ့တိုင်းပြည်ကဒိုချီရာဒက်စကာဘယ်အရက်မှာလဲဘယ်အရက်မှာဖြစ်ပါတယ်လဲမီရာဆန်ရဲ့တိုင်းပြည်ကဘယ်အရက်မှာဖြစ်ပါတယ်လဲသူ့ရဲ့နိုင်ငံကိုမေးတာပေါ့နော်ဆိုတော့မီရာဆန်ရဲ့နိုင်ငံကဘာလဲဆိုရင်အလယ်မှာပေးထားတယ်အာမေရိကဆိုတော့အမေရိကဖြစ်ပါသည်ဆိုတော့အာမေရိကဖြစ်ပါသည်ကဘာလဲလဲ that ဆိုတော့အာမေရိက that ပေါ့အဲဆိုရင်ကျန်တဲ့ဟာတွေကလည်းအမတို့ကဒီလိုပဲမေးပြရမယ်မီရာဆန်နေရာမှာနာမည်လေးတွေအစားထိုးရမယ်ပေါ့နော်ဘဒူရဲ့တိုင်းပြည်ကဘယ်ဘက်မှာဖြစ်ပါတယ်လဲအောက်မှာသူ့ရဲ့တိုင်းပြည်လေးရေးပေးရမယ်ပေါ့ဒါဆိုရင်နံပါတ်1ကိုကြည့်ရအောင်စန်းတိုစုဆန်ဆိုတော့စန်းတိုစုဆန်သူများနာမည်ကိုခေါ်ရင်နောက်မှာဘာလိုက်ထည့်ပေးရမလဲဆန်လေးလိုက်ထည့်ပေးရမယ်เนาะအဲ့တော့စန်းတိုစုဆန်ရဲ့တိုင်းပြည်ကဘယ်ဘက်မှာလဲအဲ့တော့စန်းတိုစုဆန်เนาะအိုခုနီဝါဒိုချီရာဒက်စကာဘယ်မှာလဲဘူရာဂျီရူဒက်စ်နောက်နံပါတ်2ဝတ်တိုဆိုတော့ဝတ်တိုဆန်ရဲ့တိုင်းပြည်ကဘယ်ဘက်မှာလဲဝတ်တိုဆန်နော်အိုခုနီဝါဒိုချီရာဒက်စကာအီဂီရီဆူဒက်စ်နောက်နံပါတ်3စန်တိုဆူဆန်ရှုမစ်တိုဆန်ပေါ့နော် sorry ရှုမစ်တိုဆန်နော်အိုခုနီဝါဒိုချီရာဒက်စကာဘာလဲလဲဒိုအီဆိုဒက်စ်နောက်နံပါတ်4ခါလီနာဆိုတော့ခါလီနာဆန်နော်အိုခုနီဝါဒိုချီရာဒက်စကာဘာလဲအင်ဒိုနေရှီယာဒက်စ်ဒါဆိုရင်နံပါတ်1လေးရမယ်ထင်ပါတယ်နံပါတ်5လေးရမယ်ထင်ပါတယ်နံပါတ်6လေးကိုဆက်ကြည့်ရအောင်နံပါတ်6ရဲ့မြားလေးကကြတော့အပေါ်လေးကိုထိုးထားတယ်ဆိုတော့ဒီပုံလေးကိုပဲထပ်ကြည့်ရမယ်ဒီပုံလေးကိုထပ်ကြည့်ပြီးဖြည့်ရမယ်အဲဆိုရင် rarely ကသူဘယ်လိုပေးထားလဲကြည့်ရအောင်ခိုင်းရှာတဲ့ကုမ္ပဏီဝန်ထမ်းခိုင်းရှာကုမ္ပဏီဝန်ထမ်းတွေဒါသူပေးထားတဲ့ဟာလေးဆိုတော့ဘယ်လိုရေးခိုင်းလဲဆိုတော့မီရာဆန်နော့ခိုင်းရှာဝဒိုရှိရာဒက်စကာတဲ့ဒိုချီရာဒက်စကာမီရာဆန်ရဲ့ကုမ္ပဏီကဘယ်အရက်မှာလဲတဲ့မီရာဆန်ရဲ့ကုမ္ပဏီကဘယ်ဘက်မှာလဲပေါ့နော်အဲဆိုတော့နော့ဆိုတာက e ရဲ့ဝဆိုတာကတီကဒိုချီရာဆိုတာကဘယ်ဘက်ဒက်စကာဖြစ်ပါတယ်လဲနော်အဲဆိုတော့ဗါလဲ IMCသူရဲ့ကုမ္ပဏီကဘာလဲဆိုတော့ IMC အဲ့တော့ IMC dash လို့ထည့်လိုက်ရုံပဲเนาะအဲဆိုရင်ဒီမှာနာမည်လေးချိန်သွားမယ်မီရာဆန်ရဲ့ဘာကဘယ်ဘက်မှာဖြစ်ပါတယ်လဲဆိုတာမျိုးမေးပေးရမယ်တခြားဟာတွေကိုလည်းအောက်မှာတော့ဒီအောက်ကအလုပ်ကင်လေးတွေကိုရေးပေးရမယ်ပေါ့ဒါဆိုရင်နံပါတ်1ကိုကြည့်ရအောင်ခိုင်းရှာသူပေးထားတာခိုင်းရှာအဲ့တော့ကုမ္ပဏီဆိုတော့နံပါတ်1ကဘာတူလဲစန်းတိုစုဆိုတော့စန်းတိုစုဆန်ရဲ့ကုမ္ပဏီကဘယ်ဘက်မှာဖြစ်ပါတယ်လဲလို့မေးမှာအဲ့တော့စန်းတိုစုဆန်တော့ခိုင်းရှာဝါဒိုချီရာဒက်စကာခိုင်းရှာကိုမေးတာဆိုတော့အောက်မှာကြည့်ရအောင်ဗါလဲလဲဘူရာဂျီရူအေအာအဲ့တော့ဘယ်လိုဖြစ်မလဲဘူရာဂျီရူအေအာဒက်စ်လို့ဖြေလိုက်ရုံပဲနံပါတ်2ကိုကြည့်ရအောင်ဒိုင်းကခုဒါကြတော့ဒိုင်းကခုဖြစ်သွားပြီအဲ့တော့နံပါတ်2ရဲ့လူရဲ့နာမည်ကဘာလဲဝတ်တိုအဲ့တော့ဝတ်တိုဆန်ရဲ့တက္ကသိုလ်ကဘယ်ဘက်မှာဖြစ်ပါတယ်လဲလို့မေးမှာခိုင်းရှာနေရမှာပြောင်းသွားပြီလဲတက္ကသိုလ်ပြောင်းသွားပြီเนาะအဲ့တော့ဝတ်တိုဆန်ရဲ့တက္ကသိုလ်ကဘယ်ဘက်မှာဖြစ်ပါတယ်လဲဆိုတော့ဝတ်တိုဆန်ရဲ့ဆိုတော့ not တက္ကသိုလ်ကဒိုင်းကာခုကဝဘယ်ဘက်မှာဖြစ်ပါတယ်လဲဒိုချီရာဒက်စကာဘယ်မှာလဲဝတ်တိုဆန်စာကူရာဒိုင်းကာခုဒက်စ်ပေါ့ဒိုင်းကာခုဆိုတာတက္ကသိုလ်စာကူရာဆိုတာနာမည်စာကူရာဒိုင်းကာခုဆိုတော့စာကူရာတက္ကသိုလ်ပေါ့နောက်နံပါတ်3ကိုဆက်ကြည့်မယ်နံပါတ်3ကဘာပေးထားလဲခိုင်းရှာကုမ္ပဏီအဲ့တော့နံပါတ်3ရဲ့လူရဲ့နာမည်ကဘာလဲရှုမစ်တိုအဲ့ဆိုတော့ရှုမစ်တိုဆန်ရဲ့ကုမ္ပဏီကဘယ်ဘက်မှာဖြစ်ပါတယ်လဲရေးကြည့်အောင်ရှုမစ်တိုဆန်နော့ခိုင်းရှာဝါဒိုချီရာဒက်စကာဘယ်ရရဲ့လဲ
Power Danki Danki ဆိုတာကလျှက်စစ်ကိုပြောတာလျှက်စစ်ကုမ္ပဏီပေါ့နော် Power ဆိုတာဒီ Power လျှက်စစ်ကုမ္ပဏီပေါ့နော်နောက်နံပါတ်၄ကိုဆက်ကြည့်မယ်ဒိုင်းကားခုပေးထားတယ်အဲ့တော့သူ့ရဲ့နာမည်ကဘာလဲခါလီနာအဲ့တော့ခါလီနာဆန်ရဲ့တက္ကသိုလ်ကဘယ်ဘက်မှာလဲဘယ်လိုမေးမလဲခါလီနာဆန်ရဲ့ဆိုတော့ခါလီနာဆန်နော်တက္ကသိုလ်ဒီဒိုင်းကားခုဝဘယ်ဘက်မှာလဲဒိုချီရာဒက်စကာဘယ်မှာလဲဖူဂျီဒိုင်းကားခုဒက်စ်ပေါ့နော်ဒီအောက်ကလေးရေးလိုက်အောင်မယ်ဒါဆိုရင်နံပါတ်9ဆက်ကြည့်အောင်ခိုနံပါတ်9ကမြားလေးကအောက်ကိုပေးထားရဲဆိုတော့ဒီပုံလေးကိုကြည့်ပြီးတော့မှဖြေရမှာဖြစ်တယ်အဲ့တော့ကြည့်ရအောင် really ပုံလေးမှာဗာပေးထားလဲဆိုတော့သူက8တို့ပလင်းတို့ကင်မရာတို့ပေးထားတယ်အောက်မှာသူကနိုင်ငံလေးတွေပေးထားပြီးတော့မှအောက်မှာကျတော့သူကဒီပတ်စံပေါ့နော်ဈေးနှုန်းလေးတွေပေးထားတယ်အဲဆိုရင်ကြည့်ရအောင်ခိုဒီဝရတယ်ဒီဟာကဒိုးခိုနော်ခဘန်တက်စကဘာကိုမေးတယ်လို့ပြောထားလဲအရှိမနိုင်ငံကိုမေးထားပြီးအနောက်မှာထုတ်ကုန်ဆိုရင်ဘယ်နိုင်ငံရဲ့ထုတ်ကုန်ဖြစ်ပါတယ်လဲလို့မေးတယ်လို့ပြောထားပါတယ်နော်အဲ့တော့ခိုဒီဝဒီဟာဒီခိုဒီဆိုဒီအားဒီနော်ခိုဒီဝဒီဟာဒီဒိုးခိုနော်ခဘန်တက်စကဘယ်နိုင်ငံထုတ်အိတ်ဖြစ်ပါတယ်လဲဆိုတော့ဘယ်နိုင်ငံထုတ်ဝိုင်ဖြစ်ပါတယ်လဲဘယ်နိုင်ငံထုတ်ကင်မရာဖြစ်ပါတယ်လဲဒီလိုမျိုးအစားထိုးရမယ်အဲဆိုရင်ဘယ်နိုင်ငံထုတ်လဲခန်းခိုခုကိုရီးယားဆိုတော့ကိုရီးယားနိုင်ငံထုတ်အိတ်ဖြစ်ပါသည်လို့ပြန်ရေးမှာဆိုတော့ခန်းခိုခုနော်ခဘန်တက်စကိုရီးယားနိုင်ငံထုတ်ဒိုးခိုနေရာမှာဗာထည့်မှာလဲအဖြေထည့်မှာကိုရီးယားနိုင်ငံထုတ်အိတ်ဖြစ်ပါသည်နံပါတ်1ကိုရေးကြည့်အောင်ဒါဆိုရင်ခိုရီဝဒိုးခိုနော့ဒါကြီးကဘာကြီးလဲဝိုင်းဆိုတော့ဝိုင်းဒက်စကာဒီဟာဒီဘယ်နိုင်ငံထုတ်ဝိုင်းဖြစ်ပါတယ်လဲဘယ်နိုင်ငံထုတ်လဲဖူဒန်စုပြင်သစ်အဲ့တော့ဖူဒန်စုနော့ဝိုင်းဒက်စ်ပေါ့နော်နံပါတ်2ကိုကြည့်ရအောင်ခိုဒီဝဒါပါလဲကင်မရာဆိုတော့ခါမေရာဖြစ်မယ်အဲ့တော့ဒီဟာဒီဘယ်နိုင်ငံထုတ်ကင်မရာဖြစ်ပါတယ်လဲခိုဒီဝဒိုးခိုနော့ခါမေရာဒက်စကာဘယ်လိုပြန်ဖြေမလဲဒီမှာဂျပန်ဆိုတော့နီဟွန်နော့ခါမေရာဒက်စ်နံပါတ်3ကွန်ပျူတာအဲ့တော့ဒီဟာဒီဘယ်နိုင်ငံထုတ်ကွန်ပျူတာဖြစ်ပါတယ်လဲကွန်ပျူတာဘယ်လိုရေးလဲကွန်ပျူတာပဲเนาะအဲ့တော့ခိုဒီဝဒိုးခိုနော့ကွန်ပျူတာဒက်စကာဘယ်နိုင်ငံထုတ်လဲအမေရိကအဲ့တော့အမေရိကနော့ကွန်ပျူတာဒက်စ်နံပါတ်4ကားပါလေခူဒူမာအဲ့တော့ဒီဟာဒီဘယ်နိုင်ငံထုတ်ကားဖြစ်ပါတယ်လဲဒီဟာဒီခိုဒီဝဘယ်နိုင်ငံထုတ်ဒိုးကိုနော့ကားဖြစ်ပါတယ်လဲခူဒူမာဒက်စကာဒိုအီဆိုဆိုတော့ဒိုအီဆိုနော့ခူဒူမာဒက်စ်နောက်နံပါတ်8ကိုဆက်ကြည့်ရအောင်နံပါတ်8ကမြားလေးအပေါ်ထိုးထားတယ်ဒါကိုပဲကြည့်ရမယ်နော်သူဗာမေးလဲကြည့်ရအောင်ခိုနိုခဘန်ဝအီခူရာတက်စကဒါဆိုရင်ဒီအိတ်ကဘလောက်လဲဒီဝိုင်ကဘလောက်လဲဒီကင်မရာဘလောက်လဲအမတို့ကစားထိုးပြီးမေးပြီးသွားရမယ်အောက်မှာပေးထားတာဈေးနှုန်းလေးတွေပေါ့ဆိုရင်9300ဆိုရင်9300ရန်ဖြစ်ပါတယ် that's ဖြစ်ပါတယ်လို့လေးရေးလိုက်အောင်မယ်ဒါဆိုရင်နံပါတ်1ကိုကြည့်ရအောင်ဆိုတော့ခိုနိုဝိုင်ဝအီခူရာတက်စကဒီဝိုင်ကဘလောက်လဲနော်အဲ့တော့အောက်မှာဘယ်လောက်တက်လဲ3200ဆိုတော့ဆန်းဆန်နီဟီယာခူအန်ဒက်ဆန်းဆန်နီဟီယာခူအန်ဒက်3200ရန်ဖြစ်ပါတယ်နံပါတ်1ခိုနိုခါမေရာဝါအီခူရာဒက်စကခိုနိုခါမေရာဝါအီခူရာဒက်စကဘယ်လောက်လဲ25800ဆိုတော့နီမန်ဂောဆန်ဟပ်ပြခုအန်ဒက်စ်ပေါ့နော်နီမန်မှာရေးပေးထားရနော်နီမန်ဂောဆန်ဟပ်ပြခုအန်ဒက်စ်ပေါ့နောက်နံပါတ်3ခုနိုဘာလဲကွန်ပျူတာဝအီခူရာဒက်စကဘယ်လောက်လဲ14300ရန်ဆိုတော့ဂျူယွန်မန်ဆန်ဆန်အန်ဒက်စ်ပေါ့နောက်နံပါတ်4ခိုနိုခူရူမာဝါအီခူရာဒက်စကာဘယ်လောက်လဲအီခူရာဒက်စကာဘယ်လောက်လဲဆိုတဲ့ခါကျတော့သူကဒီပတ်စံရီယာလေးကတော့လေတင်ထားပြီးတိထားပြီးလို့ထင်ပါတယ်နောက်ကနေ4လုံးဖြတ်မယ်3ည4လုံး4လုံးတစ်ဖြတ်ဖြတ်မယ်ဘာလေးထည့်ပြရမလဲမန်းလေးထည့်ပြရမယ်အရှိက450ဆိုတော့ယွန်ဟျာခုဂော့ဂျူ450ကိုဘယ်လိုခေါ်လဲယွန်ဟျာခုဂော့ဂျူအနောက်ကမန်ဒါလေးထည့်လိုက်အောင်မယ်မန်ဒက်စ်ပေါ့နော်အဲဆိုရင်ဒါလေးကအခန်း3ရဲ့ဒီလေ့ကျင့်ခန်းလေးတွေအကုန်လုံးပြီးပါပြီเนาะ